အားလုံးမင်္ဂလာပါဒီနေ့ရှင်းလင်းတင်ပြသွားမယ့်အကြောင်းအလေးကတော့ကျွန်တော်တို့ရဲ့ပုံကိုရင်းနဲ့လုပ်ငန်းခွင်အောင်မြင်မှုအတွက်မရှိမခဲ့လို့အတဲ့အုံမြတ်တွေကိုအစောင့်တကူတည်ဆောက်တဲ့ပုံစံမျိုးနဲ့လေ့လာသွားကြမယ့်အကြောင်းပဲဖြစ်ပါတယ်အထူးဖြင့်ကိုပိုင် YouTube video ရဲ့ fan ချင်သူတွေကိုယ့်ရဲ့ content တွေကိုလူတွေပို့ပြီးစိတ်ဝင်စားလာအောင်လုပ်ချင်သူတွေအတွက်တကယ့်ကိုလေးတွေ့အသုံးချမယ့်လမ်းညွှန်ချက်တွေပါဝင်မှာပါအောင်မြင်မှုရဲ့ပိတ်သူကလေးအောင်ဆွဲကောင်းစဉ်လေးနဲ့သူစတင်လိုက်ကြအောင်အောင်မြင်မှုဆိုတာတကယ်တော့ဘယ်ကစလဲသိကြလားတင်ယူလို့စိတ်ကနေစတင်တာပါဘန်ဂျမင်ပါပဲပြောခဲ့တဲ့စကားလေးတစ်ခွန်းရှိတယ်ကျွန်တော်ကကဘာကြီးကိုအားနဲ့သူနဲ့အားကြီးသူဒါမှမဟုတ်အောင်မြင်သူနဲ့ကြာရှုံသူဆိုပြီးမခွဲခြားပါဘူးတင်ယူသူနဲ့တင်ယူခြင်းမရှိသူလို့ပဲခွဲခြားပါခဲ့တယ်တကယ်ကိုမှန်ပါတယ်ကိုပိုင်ဗီဒီယိုတွေဖန်တီးဖို့ပဲဖြစ်ဖြစ်ပဲအလုပ်ပဲဆက်လို့အများရန်တင်ယူနေဖို့ကအဓိကတော့ချက်ပါပဲဒီတော့ကျွန်တော်တို့ဆွေးနွေးမဲ့ပုံစံကျန်လေးမှာအဓိကအပိုင်း၄ပိုင်းပါဝင်ပါတယ်အခြေခံစိတ်နေသူပေါ်ထားထိရောက်တဲ့အလေးအကျင့်တွေအချင်းစီမံခန့်ခွဲမှုနဲ့စီးပွားရေးမဟာဗျူဟာဆက်ပြီးတော့ကဲအတွင်းပိုင်းစိတ်ပိုင်းဆိုင်ရာအုပ်မြင့်ချရာကနေအတွင်းပိုင်းအကောင်အထည်ဖော်တဲ့အထိသစ်ဆင့်ချင်းတွားလိုက်ကြရအောင်ပထမဆုံးအပိုင်းတစ်အနေနဲ့အခြေခံစိတ်နေသဘောထားတဲ့အကြောင်းတနည်းအားဖြင့်စိတ်ပိုင်းဆိုင်ရာအခြေခံအုပ်မြင့်တိဆော့ခြင်းကိုစကြည့်အောင်ဒီမှာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းလာက fixed mindset နဲ့ growth mindset ရဲ့ပြတ်သားတဲ့ခြားနားချက်ပါပဲ fixed mindset ဆိုတာကအမားလုံးမိမှာကြောက်တယ်စင်ခေါ်မှုတွေကိုရှောင်တယ်ဉာဏ်ရည်ဆိုတာမွေးရပါပုံသေးပဲလို့ယူဆကြတယ်Carol Dweck ရဲ့ growth mindset ကတော့အဲ့ဒီလိုမဟုတ်ဘူး။သင်ယူမှုကိုလက်ခံတယ်။စွမ်းရည်တွေကိုအမြဲမှင့်တင်လို့ရတယ်လို့ယုံကြည်တယ်။ YouTube video တစ်ခုဆက်လုပ်ဖို့တွန့်ဆုတ်နေတာလူတွေစိတ်မဝင်စားမှကြောက်နေတာဟာတကယ်တော့အဲ့ဒီ fixed mindset ကြောင့်ပါပဲ။စူးစမ်းရင်တိုးတော်လာမယ်ဆိုတဲ့ growth mindset ကိုပြောင်းလဲဖို့အလွန်ကိုအရေးကြီးပါတယ်။နောက်ထပ်အရေးကြီးတဲ့စိတ်ထားတစ်ခုကတော်ဝတ်ဆက်တာလို့ခေါ်တဲ့အစင်တတန်မရွေ့ပွင့်ပွင့်လင်းလင်းလက်ခံတတ်တဲ့စိတ်ထားပါ။စဉ်းစားကြည့်ပါ။တမိုင်းမှာဆိုရင်အရှင်သာရိပုတ္တရာလိုမထေရကြီးတောင်ခုနှစ်အရွယ်ခိုရင်ရွေးရဲ့ထောက်ပြမှုကိုတလိတသက်လက်ခံခဲ့သေးတာပဲလေဒါဟာတကယ့်ကိုပွင့်လင်းတဲ့စိတ်ထားပါပဲဗီဒီယိုတွေဖန်တီးတဲ့အခါမှာလဲပရိသတ်ရဲ့ဝေဖန်အကြံပြုချက်တွေကိုဒီလိုပဲပွင့်ပွင့်လင်းလင်းနားထောင်ပြီးအပြုသဘောဆောင်လက်ခံနိုင်မှုလိုအပ်ပါတယ်ဦးမြင့်ရဲ့နောက်ဆုံးပိုင်းကတော့နားထောင်ကြည့်အသက်ပညာပါနမိတ်ကြီးစိတ်ကူးထုံးပညာရှင် Carl Rogers ပြောခဲ့တယ်လို့ပဲတေချာနားထောင်ဖို့ဆိုတာတက်တီလို့တယ်ဘာလို့လဲဆိုတော့တခါလေးအဲ့ဒီလိုနားထောင်လိုက်ခြင်းကကိုယ့်ကိုပြောင်းလဲသွားခြင်းနိုင်လို့ပါတယ်။တစ်ဖက်လူပြောတာကိုပြန်ချေဖို့တက်တော်မဟုတ်ပဲတကယ်နားလဲအောင်အာယုံစိုက်ရမယ်။အထီးပဲရှိတာကိုယူပြီးအကျိုးမရှိတာကိုစွန့်ရမှာပဲ။ဒါဟာလူတွေတကယ်ချစ်ချင်တဲ့ content တွေဖန်တီးနိုင်မှုအရေးပါတဲ့အုတ်မြစ်တစ်ခုပါပဲ။ကဲအုတ်မြစ်ချပြီးပြီဆိုအပိုင်းနဲ့ကိုဆက်သွားရအောင်။အလုံးထိရောက်တဲ့အလေးချင်းကောင်းများဒါမှမဟုတ်ဖွဲ့စည်းပုံတိုင်လုံးများစိုက်ထူခြင်းပေါ့။ဒီနေရာမှာ Stephen Covey ရဲ့တဘောတရားတစ်ခုဖြစ်တဲ့ P နဲ့ PC အချိုးကအရန်ရေးပါလာပါပြီ။ P ဆိုတာကကိုလိုချင်းရလက်ဥမာ YouTube မှာဗီဒီယိုတွေအငိုင်းတင်ကျင်တာမျိုးပေါ့။ P ဆိုတာကတော့အဲ့ဒီရလက်ကို fan တီးပေးမယ်ကိုယ့်ရဲ့စွမ်းဆောင်ရည်နဲ့ကျမ်းမာရေးပါ။ရွှေဦးတဲ့ငန်းပုံမြင်လိုပါပဲဗျာ။ရလက်ချိပဲကြည့်ပြီးကိုအနားမပေး idea တစ်တွေမရှာဘူးဆိုရင်ငန်းတေတော့လို့ဖြစ်သွားမှာပေါ့။ဒါလေးကိုမြတာအောင်ထိန်းဖို့ကတကယ့်ကိုအဓိကပါ။လူတွေရဲ့ယဉ်ကျေးမှုအစင်းစင်းကိုကြည့်မယ်ဆိုရင်လည်းအစပိုင်းမှာသူများအပေါ်မိခိုရတဲ့အစင်ခနဲ့ကိုယ့်ဘာသာရတည်နိုင်တဲ့အစင်ရောက်လာတယ်။ဒါပေမဲ့အဲ့ဒီမှာတင်ရမနေပဲအားလုံးပူပေါင်းပြီးပိုကြီးမားတာတွေဖန်တီးနိုင်တယ်။အညမညာအထောက်ကူပြုရဲ့အစင်ဒီတက်လန့်ဖို့လိုပါတယ်။ YouTube လောကမှာဆိုရင်တခြား creator တွေနဲ့ collab လုပ်တာမျိုးတွေပေါ့။ပြီးတော့ဒီအချက်လေးကလည်းတော်တော်လေးထိမိတယ်။ပြဿနာဖြစ်မှ like ရှင်းတဲ့ reactive သမားတွေနဲ့ကြိုသွေးပြီးတောင်းဝင်ယူတဲ့ proactive သမားတွေရဲ့ကွာခြားချက်ပါ။ reactive သမားတွေကကိုမလွမ်းမှုနိုင်တဲ့အပြင်အခြေအနေတွေကိုပဲပူပန်နေတတ်ပေမဲ့ proactive သမားတွေကတော့ကိုယ်တိုင်ပြောင်းလဲနိုင်တဲ့ကိုယ်တိုင်ဥဆောင်လှုပ်ရှားနိုင်တဲ့အရာတွေပေါ်မှာပဲအပြေးအဝအာရုံစိုက်ကြတာပါနောက်တစ်ချက်ကခံယူချက်ပါပဲသူများအောင်မြင်ရင်ငါရှုံးပြီလို့တွေးတဲ့ရှားပါချင်းခံယူချက်ကိုဖယ်ပြီးအားလုံးအတွက်နေရာရှိတယ်ဆိုတဲ့ပေါ်များချင်းခံယူချက်ကိုမွေးမြူရပါမယ်အထူးသဖြင့် content ဖန်တီးသူတွေချင်းချင်းပြိုင်ဆိုင်နေမဲ့အစားနှုံဦးညက်ဖက်အကျိုးရှိမဲ့ဝင်အခြေအနေညှို့ဖန်တီးတာကပိုပြီးတော့အလုပ်ထူပါသေးတယ်။ Okay အပိုင်း3ကိုရောက်လာပါပြီ။အချင်းစီမံခန့်ခွဲမှုဒါကျွန်တော်ရဲ့အတိုင်းလုံးတွေကိုပုံမခိုင်ခန့်စီမဲ့အညာပါပဲ။ဒီ Eisenhower ဇယားလေးကကျွန်တော်တို့အချင်းနေဖို့ဘယ်လိုသုံးနေလဲဆိုတာအတိုင်းသားမြင်ရစေလေ။ Quadrant 1ကရေးပေါ်ကိစ္စတွေဆိုပေမဲ့တကယ်ရေရှည်တိုးတက်ဖို့ဆိုရင် Quadrant 2ပေါ်မှာပဲအတိကအာရုံစိုက်ရမှာပါဥပမာပြောရရင် YouTube video တစ်ခုလုပ်ဖို့ဇာတ်ညွန်တေချာရေးတာ research လုပ်တာတွေဟာချက်ချင်းလုပ်စရာမလိုပေမဲ့အရန်အရေးကြီးတဲ့ Quadrant 2ထဲကအလုပ်တွေပါပဲဒါဆိုလက်တက်မှာဘယ်လိုလုပ်မလဲခက်ကြီးမဟုတ်ပါဘူး
မနက်ကိုပုံမှန်ထက်15မိနစ်လောက်စောထားလိုက်တာမျိုးအလုံးလုံးလို့ကောင်းမယ့်နေရာလေးတစ်ခုဖန်တီးလိုက်တာမျိုးလောက်နဲ့တင်အများကြီးကွာခြားသွားပါပြီပြီးတော့ SMART ထိကရည်မှန်းချက်တီထားဖို့နဲ့ကို motivation ထိစေမယ့်အရာတွေရှာဖွေဖို့ကလည်းတကယ်ကိုအရေးပါပါလေ နောက်ဆုံးအပိုင်းလေးကိုရောက်ပါပြီစီးပွားရေးမဟာဗျူဟာတနည်းအားဖြင့်အချောတတ်ထားတဲ့အဆောက်အုံကြီးပေါ့ ကိုပိုင် channel လောက်တာပဲဖြစ်ဖြစ်စီးပွားရေးလောက်တာပဲဖြစ်ဖြစ်လုံခြုံမှုစွန့်စားရမှုနဲ့အမျက်ဆိုတဲ့သုံးခုကအမြဲတွန်တွဲနေပါတယ်ဇာတ်မှာမြင်ရတဲ့အတိုင်းပဲလုံခြုံမှုကိုအရန်ဖတ်တွေ့ထားရင်အကျိုးအမြက်ကနည်းသွားမှာပါစွန့်စားနိုင်မှအမျက်ပေါ်ရနိုင်ခြေရှိတာပေါ့ကိုယ့်ရဲ့အခြေအနေနဲ့အကိုင်းကြီးဆုံးဖြစ်မဲ့ချင်းကမှုမျိုးကိုတေချာစဉ်းစားရွေးချယ်ဖို့တော့လိုပါလိမ့်မယ် ရေဆောက်အောင်ကြီးရေရှည်ခိုင်မြဲနေဖို့ဆိုရင်လွှားကိုထပ်နေအောင်အမြဲသွေးပါလို့တင်စားထားတဲ့အတိုင်းစင်ဆက်မပြတ်တိုးတက်နေဖို့လိုပါတယ် YouTube မှာလူတွေအမြဲစိတ်ဝင်စားနေအောင်ကိုယ့်ရဲ့ရုပ်ပိုင်းစိတ်ပိုင်းစွမ်းရည်တွေကိုအမြဲ upgrade လုပ်ပြီးအားဖြည့်နေမှသာအောင်မြင်ဖို့ကိုရေရှည်ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ် ဒီတော့အစီအစဉ်လေးမဆုံးခင်မှာဒီမေကိုလေးကိုအားလုံးကိုစဉ်းစားကြည့်စေချင်ပါတယ်ကိုယ့်ရဲ့နေ့စဉ်အချိန်တွေထဲမှာကွက်တန်လေးဖြစ်တဲ့အချိန်ဖြုံးတီးခြင်းတွေကိုဘယ်အရာတွေရောက်နေသလဲအဲ့ဒီမှာကုန်ထားတဲ့အင်အားတွေကိုကိုယ့်ရဲ့တိုးတက်မှုအတွက်ဘယ်လိုပြောင်းလဲအသုံးပြုမလဲစဉ်းစားကြည့်ကြပါနော်ဒီနေ့လေ့လာခဲ့တဲ့အုံမြစ်တွေကိုသုံးပြီးအခုပဲစတင်ပြောင်းလဲလိုက်ပါနောက်တက်လေ့လာစရာတွေဆက်ရှိနေအောင်မှမို့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်လို့ဆိုရင်ဒီမှာပဲညီကုန်းချုပ်လိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်